support ရွေး buff တုန်းက buff ပို့ကြံခဲ့တဲ့ Angela လေးကတော့အခု buff ခံရပြီမင်္ဂလာပါပရိသတ်ကြီးတို့ရေမနေ့က advanced server မှာ update patch အသစ်တစ်ခုရောက်လို့လာပါပြီဒီ update patch မှာတော့ buff ပို့ကြံခဲ့တဲ့ Angela လေးကို share buff ပေးထားပါပြီဘယ် hero တွေပြောင်းလဲထားလဲဆိုတာဆက်ကြည့်အောင်ပါပထမဆုံး Angelaရဲ့ skill 1ကကူရောင်း shot ပေးတဲ့ effect ကို 50% ကနေ 60% အထိတင်ပေးထားလိုက်ပြီး ultimate ကိုရှေ့တစ်ခေါက်က nerf တာတွေကိုလည်းဖြတ်ထားပေးလိုက်ပါပြီ Angela လေးကအရင်လိုဂုတ်ခွာလို့ကောင်းလာတော့မယ်ထင်ပါသည်နောက်ထပ်ပြောင်းလဲထားတဲ့တကောင်ကတော့မြင်းစီကျန်းနဲ့လီယိုမောပါလီယိုမောရဲ့ passive ဖြစ်တဲ့ critical damage ထွက်တိုင်းသွေးပြန်ပြည့်စေတာကိုသွေးအပြည့်ရဲ့ 10% အထိဖြည့်ပေးတာကိုပဲအခု 15% အထိတင်ပေးထားလိုက်ပါသည်လီယိုမောကအရင်ထက်သွေးတက်ပူကျန်းလာတော့မှာပါနောက်တစ်ကောင်ကတော့ကျန်းလွန်းလို့နည်းနည်းလေး nerf ခံလိုက်ရတဲ့ Benedetta ရဲ့ passive တန်းပြေးလို့ဓာတ်နဲ့ dash ရှင်ထွက်တဲ့ damage ကို 215% total physical damage ကနေပြီးတော့ 200% total physical attack ထိအနည်းငယ် short ထားလိုက်ပါသည် Benedetta ရဲ့ passive ကနည်းနည်းလေး damage မလောက်တော့သလိုခံစားရမှာပါလေးကောင်မြောက်ပြင်ထားတာကတော့ဇီလောင်းကိုတော့ passive ကို nerf ပြီးတော့ skill 2ကို buff ပေးထားပါသည်ဇီလောင်းရဲ့ passive ပွင့်တိုင်း skill 1နဲ့ကူရောင်းကို short ပေးတဲ့ effect ကိုဖြတ်ထားလိုက်တဲ့အပြင် enemy ရဲ့သွေး 50% အောက်ရောက်နေရင်ဇီလောင်းရဲ့ damage ကိုပိုထွက်စေတဲ့ passive effect ကိုလည်းဖြတ်ထားလိုက်ပါသည်ဇီလောင်းရဲ့ skill 2မှာ new effect အနေနဲ့ဇီလောင်းက enemy ကို kill လိုက်တိုင်းမှာ skill 2ကူရောင်းကို reset ရစေမယ့် effect ကိုလည်းထည့်ထားပေးပါသည် hero ကတိုင်း skill 2ပြန်ပွင့်နေမှာဆိုတော့ skill 2ရဲ့ကူရောင်းကိုတော့ hero level လိုက် 9.5 စက္ကန့်ကနေ 9 စက္ကန့်အထိကြာခဲ့တာကိုအခု12စက္ကန့်ကနေ 9 စက္ကန့်အထိတင်ထားပေးလိုက်ပါသည်ငါးကောင်မြောက်ပြင်ထားတာကတော့ဂျူးရှင်လေးကတော့ nerf ခံရတာပါဂျူးရှင်ရဲ့ skill 2 damage ထွက်နှုန်းကို level လိုက် 25% ကနေ 50% အထိထွက်ခဲ့တာကိုအခု 15% ကနေ 25% အထိ short ထားလိုက်ပါသည်ဒါပြင်ဂျူးရှင်ရဲ့ ultimate သုံးရင်ရတဲ့ shield ပမာဏကိုလည်းပဲ600 1000ကနေပြီးတော့400 900အထိတောင် short ထားလိုက်ပါပြီဂျူးရှင်ကတော့ passive damage လည်းရော့သွားသလို ultimate shield ကလည်းအရင်လောက်မှာတော့မှာမဟုတ်ပါဘူး6ကောင်မြောက်ပြင်ထားတာကတော့ Freya ပါFreya ရဲ့ skill 1 airborne duration ကို 3.6 ကနေပြီးတော့ 3.4 စက္ကန့်အထိတင်ထားလိုက်ပြီး ultimate cooldown ကိုတော့အရင် level လိုက်30စက္ကန့်ကနေပြီးတော့စက္ကန့်20ကြာခဲ့တာကိုအခု34စက္ကန့်ကနေ26စက္ကန့်အထိကြာအောင်လို့ပို့ပြီးတော့တိုးထားလိုက်ပါသည် Freya ကအတောင်ပန်ခဏဖွင့်လို့ရတော့မှာမဟုတ်ပါဘူးနောက်ထပ်ပြင်ထားတာကတော့ Gato ရဲ့ skill 2ကိုဖိဆွဲထားရင်ရတဲ့ကြာချိန်ကအရင်က level လိုက် 3.5 စက္ကန့်ကနေ 1.5 စက္ကန့်အထိပဲဆွဲလို့ရတာကိုအခု 3.9 စက္ကန့်ကနေ 1.5 စက္ကန့်အထိအကြာကြီးဆွဲလို့ရအောင်လုပ်ပေးထားလိုက်ပါသည်ဒီနေ့ update patch ရဲ့နောက်ဆုံးပြင်ထားတဲ့တကောင်ကတော့ Herod ပါ Herod ရဲ့ skill 2 magic power bonus ကို 50% ကနေ 60% အထိတင်ထားပေးလိုက်ပြီး skill 2 သုံးလို့ရတဲ့ enhance basic attack က tower right နေပေါ်မှာဆိုရင် damage အပူ50ကနေ 100အထိထွက်အောင်လုပ်ထားပေးလိုက်ပါသည်ဒါပေမဲ့ skill 2 သုံးလို့ရတဲ့ shield ပမာဏကိုတော့ 150% ကနေ 120% ထိ short ချထားလိုက်ပါသည်အခုပြောပြသွားတာတွေက advanced server update patch ဖြစ်တာမို့ official server မှာတော့ပြောင်းလဲဦးမှာမဟုတ်သေးပါဘူးဒီနေ့ update patch တွေကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ